မင်္ဂလာပါရှင်အခုကျမကဒီ duplicate ဆိုတာလေးကိုဒီနားမှာရှိတဲ့ duplicate ကိုဘယ်လိုအသုံးပြုရမလဲဆိုတာလေးကိုထပ်ပြီးတော့ရှင်းပြပေးပါဦးမယ်ရှင်ဒီသင်ခန်းစာလေးမှာနမူနာလေးတစ်ခုထပ်ပြီးတော့လုပ်ပြပေးပါမယ်နော်ဥပမာအားဖြင့်ကျမကဒီမှာဝါလုံးဝိုင်းလေးတောင်းဝင်လေးထောက်ကွက်ကလေးဒီမှာရုပ်ပုံလေးဘယ်လိုရုပ်ပုံပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့ကယူလိုက်မယ်ပေါ့အဲ့တော့ဒီမှာဟူလေးထောက်ကွက်ကလေးယူပါမယ်ယူပြီးတော့ဒီမှာဆွဲလိုက်မယ်ပေါ့ဒီမှာလေးထောက်ကွက်ကလေးတခုဆွဲလိုက်ပါမယ်ဆွဲပြီးသွားရင်ကျမတို့လူချင်တဲ့အတိုင်းအရောင်လေးတွေထည့်ပါမယ်ဒီမှာကဒီလိုလေးထည့်မယ်ပေါ့နော်ပြီးရင်ရှေ့အောက်လိုင်းမှာနူးအောက်လိုင်းလေးလုပ်လိုက်မယ်အဲ့လိုမျိုးလေးထည့်လိုက်ပဲပေါ့ပြီးရင်အဲ့ဒီပုံလေးထည့်ပြီးသွားတဲ့အချိန်မှာduplicate ကိုအသုံးပြုပါမယ်ဒီ duplicate ကိုအသုံးပြုမယ်ပေါ့နော်ဒီလိုမျိုး mouse ကိုနှိပ်ပြီးတော့ဆိုရင်ရုပ်ပုံလေးနှိပ်မယ် mouse ကိုနှိပ်ပြီးတော့မှ duplicate ဆိုတာလေးကိုသွားနှိပ်လို့ရတယ်ရှင်တဲ့အဲ့လိုမျိုးမနှိပ်ချင်လို့ရှိရင်ဒီမှာ control နဲ့ D ဆိုတာလေးပြပေးထားတာရှိတယ်အဲ့တော့ဒီမှာ keyboard ကနေပြီးတော့သွားပါမယ်နော်အခုက keyboard ကနေသွားပြပါမယ် control D ဆိုပြီးတော့နှိပ်လိုက်တယ်နှိပ်ပြီးသွားတဲ့အခါမှာကျမတို့ကဒီရုပ်ပုံလေးကိုထားချင်တဲ့နေရာလေးမှာရွှေ့ပြီးတော့ထားလိုက်ပါမယ်ပြီးသွားရင်တော့ control D control D control D အဲ့လိုမျိုးလေးနှိပ်သွားတာနဲ့သူကနေရာလေးတွေအားလုံးအကွာဝေးလေးတွေမှန်အောင်ထားပေးလိုက်ပါတယ်ရှင်အဲ့တော့ကျမဒါလေးကို control A လုပ်လိုက်ပါမယ်လုပ်ပြီးသွားရင် control D လို့နှိပ်လိုက်ပါမယ်ပြီးရင်တော့ကျမတို့ကနေရာလေးကိုစောင်းချင်တဲ့အတိုင်းတဲ့ချင်တဲ့အတိုင်းနေရာလေးမှန်အောင်ထားပေးရမယ်ရှင်အဲ့လိုထားပြီးသွားပြီပြီးသွားရင် control D ကိုနှိပ်လိုက်ပါအကွာဝေးညီညီလေးနဲ့ထပ်ပြီးတော့ပေါ်လာတာလေးကိုတွေ့ရပါမယ်ရှင်ဒါဟာဆိုလို့ရှိရင် control D ရဲ့အသုံးဝင်ပုံလေးဖြစ်ပါတယ်ရှင်ကျမနောက်ထပ် slide တစ်ခုနဲ့ပြန်ပြီးတော့ပြပေးပါမယ်လေးထောက်ကွက်ကလေးယူပါမယ်လေးထောက်ကွက်ကလေးဆွဲပါမယ်ဆွဲပြီးသွားရင်ဒီလေးထောက်ကွက်ကလေးကိုကျမကအမဲရောင်လေးထားမယ် okay control D လုပ်လိုက်ပြီးတော့နောက်ထပ်လေးထောက်ကွက်ကလေးတစ်ခုယူလိုက်ပါမယ်ဒီလေးထောက်ကွက်ကလေးကိုတော့ကျမကအဖြူရောင်လေးအဖြူရောင်လေးထားအောင်ပြာရောင်လေးထားမယ်အပြာရောင်လေးထားမယ်အဲ့လိုလေးထားမယ်ပေါ့နော်ထားလိုက်ပြီ okay အဲ့ဆိုရင်ဒီနှစ်ကွက်ကိုကျမတို့ကဘာလုပ်လဲဆိုရင် control D လုပ်ကြည့်မယ်နော်အဲ့ဆိုရင်ဘယ်လိုပုံစံလေးပေါ်လဲလို့မြင်ရအောင်နော်ဒါတော့ဒီနှစ်ကွက်ကို control D လုပ်လိုက်တယ်နှစ်ကွက်စလုံးပေါ်လာတယ်ဒါ mouse ကိုကင်မယ်ဆိုလည်းရတယ်မဟုတ်ဘူး keyboard ကနေပြီဆိုလို့ရှိရင်လည်း keyboard မှာ left key right key ရှိတယ်အဲ့ဒီ key လေးတွေနဲ့ကျမတို့ကသွားလိုက်မယ် okay ဒီလိုလေးသွားလိုက်ပေါ့သွားပြီးသွားပြီဒါဆိုရင်နောက်တစ်ခါ control D နှိပ်မယ်ဆိုရင်အဲ့ဒီအကွာဝေးအတိုင်းသူကရောက်သွားတာဖြစ်ပါတယ်ရှင် okay အဲ့မှာဒီရုပ်ပုံလေးအားလုံးကိုကျမတို့က select လုပ်ချင်တဲ့ဆိုရင် control နဲ့ A ကိုနှိပ်ပါတယ်ပြီးသွားရင် control နဲ့ D ကိုနှိပ်ပြီးတော့ပွားမယ်ပွားတဲ့အခါကျရင်ဒီတစ်ခါပွားနည်းလေးကကျမတို့ကဒီလိုမျိုးလေးနည်းနည်းလေးရွယ်လေးပုံစံလေးသွားမယ်နော်အဲ့လိုနည်းနည်းရွယ်လိုက်မယ် okay အဲ့ဆိုရင် control D ကိုနှိပ်ရင်ဘယ်လိုပုံစံပြမလဲဆိုတာလေးကြည့်ရအောင်နော် control D ဆိုရင်တက်ဆင်းလာမလားရွက်ပြီးတော့ဆင်းမလားဆိုတာလေးကိုကြည့်ရအောင် control D control D control D အဲ့တော့သူကအကွာအဝေးလေးကရွက်ဆောင်းလေးနဲ့ဆင်းလာတာလေးကိုတွေ့ရပါမယ်ရှင်နောက်ထပ် slide တစ်ခုယူပြီးတော့ပြန်ပြပေးပါမယ် slide တစ်ခု new slide မှာယူလိုက်ပါမယ်ယူပြီးတော့ကျွန်မအခုဒီလေးထောက်ကွက်ကလေးကိုပဲဆွဲလိုက်ပါမယ်လေးထောက်ကွက်ကလေးကိုဒီလိုလေးဆွဲလိုက်ပါပြီသူ့ကိုကျမတို့ကအမဲရောင်လေးထားမယ်နှစ်ဘေး line လေးကိုအပြာရောင်လေးထားမယ် line လေးကိုနည်းနည်းလေးထူအောင်လုပ်ပေးလိုက်မယ်ပြီနော်အဲ့ဒါပြီးသွားရင်ကျွန်မ control D နှိပ်မယ်နှိပ်ပြီးသွားရင်ကျွန်မကသူ့ကိုဒီလိုမျိုးလေးထားလိုက်နော်အဲ့လိုမျိုးလေးဟိုဝေးလေးပုံစံလေးကိုကျွန်မထားခြင်းတဲ့ပုံစံလေးပေါ့နော်အဲ့လိုတဝဲတိတိလေးကနေထားလိုက်โอเคအခုချိန်မှာကျွန်မတို့ keyboard ကနေပြီးတော့ control နဲ့ D ကိုနှိပ်ကြည့်ပါမယ် control D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  အဲ့ဆိုရင်လှေကားစစ်လေးလိုမျိုးလေးဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ရှင်ဒါဟာ control D ရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်
အကယ်၍များကျမတို့ဒီလိုမျိုးပုံစံလေးတွေဒီလိုမျိုးကွာဝေးလေးတွေကို control D မသုံးဘဲနဲ့တခြားနည်းနဲ့သုံးရင်မရောက်လားဆိုရပါတယ်ဒါပေမဲ့ PowerPoint မှာဆိုလို့ရှိရင်တော့ control D ဆိုတာလေးကအသုံးပြုဖို့အတွက်ထည့်ပေးထားတာဖြစ်ပြီးတော့ control D အသုံးပြုခြင်းရဲ့အားသာချက်တွေကိုသိနေတဲ့အခါကျတော့ copy paste ကိုသိပြီးတော့မသုံးဖြစ်တော့ဘူးဖြစ်သွားပါတယ်ရှင်အဲ့တော့ကျွန်မဒီ PowerPoint မှာပဲဒီ control D ကအသုံးပြုလို့ရပါတယ်အဲ့တော့ကျွန်မအနေနဲ့ Microsoft Word ထဲမှာအသုံးပြုတာကိုပြပေးပါမယ်ရှင်ကျွန်တော် Microsoft Word ကိုတွားကြည့်ရအောင်เนาะ Microsoft Word ထဲမှာ insert ထဲကshape ထဲမှာလေးထောက်ကွက်ကလေးယူပါမယ်ကျွန်မဒီမှာရုပ်ပုံလေးဆွဲလိုက်ပါမယ်ခုလိုချင်တဲ့ဒီမှာအယောင်လေးတွေနဘေးလိုင်းလေးတွေထည့်တယ်နဘေးလိုင်းလေးကိုထူအောင်လေးတွေလုပ်တယ်ဒီမှာပုံစံလေးတွေမျိုးမျိုးပြောင်းတယ်เนาะပြောင်းလို့ရတယ် okay သူ့ကို control D နှိပ်လို့ရလား control D ကနှိပ်လို့ရတယ်ဒါပေမဲ့ဆိုဒီမှာသွားလိုက်ပါမယ်ဒီလိုလေးသွားလိုက်မယ် control D မှာမပြောင်းပါဘူးကျမတို့ကလိုက်ပြီးတော့ပြောင်းပေးရတယ်ရှင် control D ကနှိပ်ခွင့်တော့ရှိတယ်မပြောင်းပေးဘူးအဲ့တော့ကျမတို့ကကိုယ်တိုင်ကနေပြီးတော့လိုက်ပြီးတော့ပြောင်းရတာမျိုးဖြစ်ပါတယ်ရှင်ဒါဟာ Microsoft Word မှာက control D သုံးလို့ရနှိပ်လို့ရတယ်ဒါပေမဲ့သက်ရောက်မှုက copy paste လိုမျိုးပဲဖြစ်တယ်ထူးခြားမှုမရှိဘူးဒီလိုမျိုးဖြစ်တယ် okay အဲ့တော့ကျွန်မနောက်တစ်မျိုးထပ်ပြပါမယ်အဲ့တော့ဒီလိုမျိုးလေးအကွာဝေးလေးတစ်ခုထားလိုက်တယ်ပေါ့နော်အကွာဝေးလေးတစ်ခုထားလိုက်တယ် control D အကွာဝေးထပ်ပြန်ထားပါအောင် control D ထပ်ပြန်ထားပါအောင် control D အဲ့ဒီမှာဘာဌာနချက်ရှိလဲဆိုတော့အကွာဝေးလေးတွေကကြီးတာရှိတယ်ငယ်တာရှိအကွာဝေးတွေခုနဲ့ခုမညီကြဘူးရှင်အဲ့လိုမျိုးညီအောင်ဆိုလို့ရှင်ပြီးတော့ဒီလိုမျိုးလေးနည်းနည်းရွက်ချင်လဲရွက်နေမယ်ဒီလိုမျိုးလေးဒီလိုမျိုးလေးဖြစ်မယ်ရွက်ချင်လဲရွက်နေပဲပေါ့အဲ့ဒါလေးကိုကျမတို့ကညီအောင်ပေါ့နော်ဘယ်လိုလုပ်ရမလဲအသုံးပြုလို့ရတဲ့ညီတော့ရှိပါတယ်အဲ့ဒါကဘယ်လိုလဲဆိုတော့ရုပ်ပုံလေးတွေကိုတပုံချင်းစီရွယ်မှာတပုံနှိပ်လိုက်ပါမယ်ပြီးရင် keyboard ကနေ shift ကိုဖိထားပြီးတော့မှတစ်ချက်အဲ့လိုလိုက်နှိပ်ပါမယ်အဲ့လိုနှိပ်ပြီးသွားရင်ကျမဘာကိုအသုံးပြုမလဲဆိုတော့ဒီမှာ alignment ဆိုတာရှိပါတယ်เนาะ alignment ထဲမှာကျမတို့ကဒီရုပ်ပုံလေးတွေကိုအပေါ်အောက်ညီအောင်လို့ထားခြင်းနဲ့ဆိုရင် top ဒါမှမဟုတ်ရင် bottom တခုခုကိုရွေးလို့ရတယ်ရှင် top ဆိုရင်တော့ပုံလေးကအပေါ်ကိုညီအောင်ညှိပေးပါမယ် bottom ဆိုလို့ရှိရင်တော့အောက်ကိုညီအောင်ညှိပေးပါမယ်ညီသွားပြီပေါ့နော်ပြီးရင်နဘေးသူတို့ပုံရဲ့နဘေးအချင်းချင်းမှာအကွာဝေးတွေကိုညီအောင်ညှိမယ်ဆိုရင် alignment ထက်ကနေပြီးတော့မှ dispute horizontal ရှိတယ် vertical ရှိတယ်အဲ့တော့ကျမတို့ကဘယ်ညာဖြစ်တဲ့အတွက်ကြောင့်မို့ horizontal ကိုယူလိုက်ပါမယ် okay horizontal ယူလိုက်ရင်ကွာဝေးလေးညီအောင်ညှိပေးလိုက်ပါတယ်ရှင် duplicate ကိုသုံးလို့မရတဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒီဘာလုပ်ရလဲဆိုတော့ alignment ထဲကနေပြီးတော့မှဒီ horizontal ဆိုတဲ့ဟာလေးကိုအသုံးပြုခြင်းအပြင်လက်ဘေးကိုအကွာဝေးညီအောင်ထားဖို့အတွက်ကိုသူတို့ကအကူအညီပေးပါတယ်ရှင် okay ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ group လုပ်တဲ့ဟာဒီမှာ control G ဆိုပြီးတော့ group လုပ်ရင် go ဆိုတဲ့နေရာကိုရောက်သွားပါတယ်အဲဒါကြောင့်မို့လို့ Microsoft Word မှာဒီ control G ကိုအသုံးပြုပြီးတော့ group ပြုလုပ်လို့မရပါဘူးရှင်အဲ့တော့ဘယ်လိုလုပ်ရလဲဆိုရင်ကျွန်တော်တို့ဒီမှာ group ဆိုတဲ့ဟာလေးရှိတယ်sorry group ဒီမှာ group ရှိတယ်ပေါ့နော်အဲ့ဒီတည်းကနေ group ဆိုပြီးတော့သွားနှိမ့်မှတန်နေသူကဒီရုပ်ပုံလေးတွေကတပုံတည်းဖြစ်သွားပါတယ်ရှင်ဟေးဒါကိုကျမတို့ကပွားထုတ်မယ်ပေါ့နော်အဲ့တော့ control D နှိပ်တယ်ဒီပွားလိုက်ပါတယ် control D နှိပ်တယ်ပွားလိုက်ပါတယ် control D နှိပ်တယ်ပွားလိုက်ပါတယ်အဲ့တော့ကျမတို့ရုပ်ပုံလေးတွေကဘယ်ညာတွေညီသလားမညီဘူးမညီရင်ဘယ်လိုညှိရမလဲဆိုတာလေးကိုထပ်ပြပေးပါမယ် shape ကိုဖိထားပြီးတော့ရုပ်ပုံတစ်ခုနှိပ်မယ်တစ်ခုနှိပ်မယ်တစ်ခုနှိပ်မယ် okay အဲ့လိုနှိပ်ပြီးသွားတဲ့အချိန်မှာကျမတို့ကဘယ်ညာညီအောင်ညှိမယ်အဲ့တော့ဘာလုပ်မလဲ alignment ထဲကနေပြီးတော့မှဘယ်ညာဆိုရင် left center right ကြိုက်တာတစ်ခုခုနဲ့ညီအောင်ညှိလို့ရတယ်အလဲဆိုရင်ဒီမှာအလဲညီဖြစ်အောင်လုပ်ပေးလိုက်ဟုတ်ပြီအလဲညီဖြစ်သွားပြီးရင်အပေါ်အောက်အကွာအဝေးလေးတွေညီအောင်ဘယ်လိုလုပ်မလဲ
အဲ့တော့အပေါ်အောက်အကွာဝေးညီအောင်ဆိုလို့ရှိရင်တော့ distribute vertically ဆိုတာလေးကိုနှိပ်လိုက်ပါမယ်အဲ့ဆိုရင်အပေါ်အောက်ညီအောင်ညှိပေးလိုက်ပါတယ်ရှင်ဒါကပါလဲဆိုရင် control D ကိုအသုံးပြုလို့မရတဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒီ alignment ထဲကနေပြီးတော့မှ left center right top middle bottom ပြီးတော့ distribute horizontally နဲ့ vertically ဆိုတဲ့ဟာတွေကိုကျမတို့အစင်းပြေသလိုလိုအပ်သလိုအသုံးပြုပေးသွားတာဖြစ်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အဲ့တော့ control D control G ဆိုတာလေးတွေဒီ Microsoft PowerPoint မှာတော့အသုံးပြုရတာအရန်ကိုအဆင်ပြေပါတယ် Microsoft Word မှာဆိုရင်တော့အသုံးပြုလို့မရတဲ့အတွက်ကြောင့်မို့လို့နောက်ထပ်တစ်မျိုးထပ်ပြီးတော့ရှင်းပြပေးလိုက်ခြင်းဖြစ်ပါတယ်ရှင်တော့ Microsoft PowerPoint မှာလည်းပဲအကယ်၍များပေါ့နော် Control D ကိုမသုံးဖြစ်ခဲ့ဘူးဆိုလို့ရှိရင်လည်းစိတ်မပူပါနဲ့ဒီလိုမျိုး alignment ထက်ကနေပြီးတော့မှဒီ menu လေးတွေကိုအသုံးပြုပြီးတော့လည်းပဲရုပ်ပုံလေးတွေဆွဲလို့ရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီမှာကဒီလိုမျိုးရုပ်ပုံလေးတွေဆွဲတာလေးတွေကိုအခြေခံကြကြပြောပြပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နေ့တိုင်းလာရောက်လေ့လာကြည့်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်